အားလုံးပဲမင်္ဂလာပါရှင်အသက် channel ကနေကြိုဆိုလိုက်ပါတယ်ဒီတစ်ခါ channel ကနေပြီးတော့ချက်ပြသွားမှာကတော့ဒီမိုးရမ်းရွာနေတဲ့မိုးရွာသည်နဲ့အလိုက်ဖက်ဆုံးဈေးသက်တာတဲ့ဟင်းလေးတစ်ခွက်ပေါ့နော်ဟင်းတစ်ခွက်ကိုချက်ပြသွင်းမှာအဲ့ဒါကတော့တခွားတီးသုံးတဲ့ဟင်းကားပေါ့နော်တခွားတီးကဒီမိုးရွာသည်မှာပဲရတဲ့ဒီတုတ်စားတွေပေါ့တခွားချင်လို့ခေါ်ကြတယ်ပေါ့တခွားတီးအကြီးပဲဒီတခွားတီးဆိုရင်ကျွန်တော်ဝယ်ရ2000ပဲပေးရတယ်နှစ်ထွားလက်နှစ်ထွားကြော်ရတယ်ပေါ့နော်ဒါအဲ့ဒီတခွားတီးကိုတုတ်မှာပါတပိုင်းပေါ့နော်တပိုင်းမဟုတ်တစ်စိမ့်လောက်ပေါ့တစ်စိမ့်လောက်လေးပဲတခွားတီးကိုအခွန်တင်မယ်အလုံးကြီးရော်လေးသူကသမောတီးတောင်းလိုမျိုးပုံစံလေးဖြစ်တာပေါ့နော်အဲ့လိုတော့မဟုတ်တခွားတီးရတာသူကတော်တော်ကောင်းတယ်တခွားတီးကိုအစီထုတ်ပါတယ်စီထုတ်ပြီးတော့ဖယ်လိုက်တယ်ပြီးတော့ရင်တခွားတီးကိုအခွန်တင်မယ်အခွန်တင်ပါမယ်ဒီနေရာမှာလေကျွန်တော်ဒီတစ်ခါတခွားတီးတုပ်ပြတာကတော့ငပိနည်းနည်းတုံးပါပဲပေါ့နော်ရခိုင်တုပ်ပေါ့ရခိုင်တုပ်ဖြစ်တဲ့အတွက်ကျွန်တော်ရှင်ငယ်ဇက်လေးလောက်တာဖြစ်တဲ့အတွက်SN သမားတွေကိုတတိပေးချင်တာကငပိစားလို့မရပါဘူးပေါ့နော်ယောဂကြွနေတဲ့လူတွေဆိုရင်တော့ငပိထည့်စားလို့မရပါဘူးအချင်းတုပ်လေးပဲစားလို့ရပါမယ်ကျွန်တော်တော့ယောဂဖြစ်တာလဲတစ်နှစ်ကျော်ပြီးဆေးလင်းထိန်းနေရဖြစ်တဲ့အတွက်ငပိနည်းနည်းပြန်စားနေပါပြီအဲကြောင့်လို့ဒါလေးကိုငပိထည့်ပြီးတော့တုပ်ပါမယ်တခွားတီးကိုအခွန်တင်ရေးဆေးပြီးသွားပြီဆိုလို့ရှိရင်ဂျင်းနဲ့ရှစ်ပါတယ်တော့တမောတီးရှစ်တယ်လို့မျိုးပေါ့နော်အဲ့လိုမျိုးဂျင်းနဲ့ရှစ်ပါတယ်ရှစ်ပြီးသွားပြီဆိုလို့ရှိရင်တော့ငပိတောင်းပါဒီငပိတောင်းနဲ့မှာကျွန်တော်ကငပိရယ်စားရယ်တကြားရယ်ထည့်ပြီးထောင်းထားတာပါငပိနဲ့စားနဲ့ပို့ထည့်ရပါဘောနော်စားနဲ့တကြားနဲ့ထည့်ပြီးထောင်းထားတာပါရှုံးမမပါပါဘူးပြီးသွားရင်တမယာသီးညှစ်ထည့်ပါတယ်တမယာသီးညှစ်ပြီးသွားရင်မြေပဲထောင်းထားတာထည့်ပါတယ်မြေပဲထောင်းထားတာထည့်ပြီးသွားရင်တော့နှမ်းနဲ့ထည့်ပါတယ်နှမ်းလေးပေါ့စိတ်အောင်လို့ပေါ့နော်နှမ်းနဲ့ထည့်ပါတယ်ကျွန်တော်စီးချက်မထည့်ပါဘူးရခိုင်တော့ဖြစ်တဲ့အတွက်စီးမထည့်ပါဘူးငပိနဲ့ပဲတုံးပါပေါ့နော်ဒါလေးကတော့ရောင်းလာအောင်လို့မြုပ်ပြီးအကျက်မုံမျိုးလေးနဲ့ထည့်လိုက်တာပါအားလုံးထည့်ပြီးသွားပြီဆိုရင်တော့တမအောင်နေပါမယ်တမောတိတုပ်ပုံစံမျိုးလေးဖြစ်တာပေါ့နော်တခွားတိကကြီးတော့ခါကျတော့ရှစ်တော့လှလို့ပါသူကတောက်ပြီးရင်တန်းစားမှကောင်းတာချက်ချင်းမစားလို့ရှိရင်တော့တခွားသီးကအရေးထွက်ပါလေသမောသီးနဲ့မတူတဲ့ချက်ကတော့သူကတောက်ပြီးတန်းမစားလို့ရှိရင်ကြာရင်အရေးထွက်လာတာပါဒါဆိုရင်တော့အရန်ကိုစားချင်စရာကောင်းတဲ့တခွားသီးတုပ်လို့ရပါပြီတအားဟိုမှာလွယ်ကူမြန်ရိုးရှင်းပြီးတော့အရန်မြန်ပါတယ်ဟင်းကားချက်မယ်ဆိုရင်အိုးထဲကိုရေထည့်ပြီးတော့တဲပါတယ်ပြီးရင်ကြက်တုံကိုအဲ့လိုလှိတဲ့ခုံစေးပြီးတော့ရတယ်လို့လက်ပေါ်မှာတင်ပြီးလှိလိုက်ပါတယ်ကတော့အလွယ်ဆုံးပေါ့နော်စက်တုံထည့်မယ်ပြီးတော့ရင်အရသာအနေနဲ့ကတော့ထုံးစံတိုင်းတကြားနဲ့တကြားနည်းနည်းစားနည်းနည်းထည့်ပါတယ်တကြားနဲ့စားပဲထည့်ပါတယ်တကယ်လို့ပုံမှန်လိုစားမယ်ဆိုရင်တော့ငပိလေးနည်းနည်းထည့်ရင်ပိုကောင်းပါတယ်ငပိလေးထည့်ရစက်သားမုံလေးခတ်တာမျိုးပေါ့ဆူလာပြီဆိုလို့ရှိရင်တော့ဓာတ်တလုံးရွာလေးခတ်လိုက်ပါတယ်ကျွန်တော်ဓာတ်တလုံးဟင်းခါလေးပေါ့အခုလိုရသည်မိုးရသည်ကိုမိုးတအားရွာနေတဲ့အချိန်မှာအိမ်မှာသခွားတီးတုပ်ရှင်ငန်းဆက်လေးနဲ့ဟင်းကားပူပူလေးနဲ့ချက်ချင်းတုပ်ချက်ချင်းစားလိုက်လို့ရှိရင်အရန်ပဲကောင်းပါတယ်ဒါကဈေးလည်းအရန်တက်တာရယ်ပေါ့နော်ဈေးလည်းတက်တာရယ်အခုလိုမိုးရွာနေချိန်အေးနေချိန်မှာပူပူလောလောလေးနဲ့ချင်းချင်းဆက်ဆက်လေးပေါ့နော်ပြီးရင်တော့ငရုတ်ကောင်းလေးခတ်လိုက်ပါတယ်ဟင်းကားဖြစ်တဲ့အတွက်ငရုတ်ကောင်းမင်းများခတ်ပါတယ်တန်းတလုံးရဲ့အစာဘူးသီးတို့တချို့ကြောင့်လည်းတခွားသီးဟင်းကားချက်စားကြရင်ဘူးသီးတို့ဘာလို့ကြိုက်တဲ့ဟင်းကားထည့်လို့ရပါဘောနော်ဒါတော့တန်းတလုံးရဲ့ဟင်းကြိုလေးနဲ့တခွားသီးတုပ်ရှင်ငယ်ဇက်လေးပါမိုးအေးနေတဲ့အချိန်လေးမှာရှင်ငယ်ဇက်လေးပူပူလောင်လောင်လေးစားပြီးတော့ရတာလေးအဆင်ပြေကြပါစေပေါ့နော်အဆုံးထိကြည့်ပြီးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ဘလော့တွေမှာလည်းပြန်ပြီးတော့ဆောင်ကြပါအောင်မယ် channel လေးကို subscribe လေးလုပ်ပေးပါအောင်နော်ကျေးဇူးပါ